တင်မောလက်မှတ်ဝယ်ဖို့ပတ်စံမရှိတာကြောင့်မျိုးသမီးဟာအခန်းထဲကိုတယောက်တည်းခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်။သူကပြန်လည်ခုခံဖို့ကြံစီပေမဲ့သူ့ကလေးကတစ်ဖက်လူလက်ထဲမှာရှိနေတာကြောင့်တင်ဆက်နှိပ်စက်ညှဉ်းပန်းမှုတွေကြမှာသူ့ခန္ဓာကိုယ်ဟာမခံနိုင်တော့ပါဘူး။ဒါတော့မှအားကိုးရမဲနေတဲ့သူဟာမတရားမှုတွေကိုအလိုလဲခံခဲ့ရတယ်။အကြံဖန်လုပ်လို့အဆင်ပြေသွားတဲ့တင်မောသားတွေကမစ်ကိုအတွက်အစားအစာနဲ့အိပ်ယာစီစဉ်ပေးပြီးဒီအကြောင်းကိုဘယ်သူမှမပြောဖို့ချင်းချောက်ခဲ့တယ်။မစ်ကိုဟာမခံမရက်နိုင်ဖြစ်ပြီးအစားတွေကိုတဲဆက်စားရင်ရင်ထဲမှာကန့်ညိနေတဲ့အမုန်းတရားမျိုးစေ့ကိုချလိုက်ပါတော့တယ်။ဘိုက်ဝါလို့လဲရုံရှိသေးတယ်။တင်မောသားတချို့ထက်ရောက်လာပြီးကလေးကိုအဖွားအိုစီမှာခဏပေးထားဖို့ပြောတယ်။မစ်ကိုအခန်းပြင်ထွက်သွားတာနဲ့ဘာဖြစ်မလဲဆိုတာလူဦးကြောင်တောင်လေးတောင်သိနိုင်ပါတယ်။မစ်ကိုဟာအခန်းထဲကိုထက်ခေါ်သွားခံရပြန်တယ်ဒီတခါတော့လူပြောင်းသွားပြီ။နာကျင်လို့မျက်ရည်တွေကျနေတဲ့မစ်ကိုကြည့်ပြီးအဖွားအိုကမကြည့်ရနိုင်တာနဲ့သူကိုယ်တိုင်ဖော်ဆက်ထားတဲ့အစိတ်ကိုပေးလိုက်တယ်။ရက်အနှဲငယ်ကြာမှာတော့တင်မောသားတွေရုတ်တရက်သိဆုံးသွားတဲ့သတင်းတွေထွက်ပေါ်လာတယ်။ဒါဟာမစ်ကိုရဲ့လက်ချက်ဆိုတာဘယ်သူမှမသိကြဘူး။အဲ့ဒီအချိန်မှာသူကအာတိုင်ကိုသူ့ရဲ့ကြုံတွေ့ခဲ့ရတာတွေကိုပြောပြနေတာပါ။ဒါတွေကိုကြားရတဲ့အာတိုင်ကတနာစိတ်ဝင်သွားပေမဲ့စိတ်ထဲမှာတော့တခုခုကြံစည်နေပုံပဲ။ရုတ်တရက်လမ်းပိတ်နေတာကြောင့်ကားရက်လိုက်ရပြီးအားလုံးနားမှာတဲခိုဖို့နေရာရှာကြရတယ်။အာတိုင်ကမစ်ကိုနိုရီမထွက်မှာစိုးရိမ်လို့ချက်စွပ်ပြုတ်တွေဝယ်ပေးတယ်။အကိုဖြစ်သူနဲ့ဆက်သွယ်လို့ရအောင်ဖုန်းဝယ်ပေးတယ်လို့ဈေးစားကလည်းပေးတယ်။မစ်ကိုကတော့လူကောင်းနဲ့တွေ့ပြီလို့ထင်နေတာပေါ့။ဒါပေမဲ့မကြခင်မှာပဲအာတိုင်ကသူ့ရဲ့တကယ်ဆန္ဒကိုဖွင့်ပြောလာတယ်။အာတိုင်ရဲ့တောင်းဆိုမှုကြောင့်မစ်ကိုဟာမတက်တာပဲလက်ခံလိုက်ရတယ်။ကြည့်ရတာအာတိုင်ဟာလည်းတင်မောဘော်ကလူရုပ်မာတွေလိုပဲပုံစံပြောင်းပြီးအမျက်ထုတ်နေတာပါ။ဒီလိုနဲ့တညလုံးကုန်လွန်သွားပြီးမစ်ကိုအိပ်ပျော်နေတော့အာတိုင်ကခိုးထွက်ပြေးဖို့ကြံတယ်။တကယ်တော့မစ်ကိုကမအိပ်သေးဘူးဆိုတာသူမသိခဲ့ဘူး။ရက်အနှဲငယ်ကြာမှာအာတိုင်ဟာဇာတိမြေကိုပြန်ရောက်သွားပြီး TV သတင်းကြည့်တဲ့အခါသူဟာဝရမ်းပြေးဖြစ်နေမှန်းသိလိုက်ရတယ်။တကယ်တော့မစ်ကိုကရဲတွေကိုအာတိုင်နဲ့အတူကလေးမောင်ကိုရောင်းခဲ့တယ်။အာတိုင်ကခိုင်းလို့တင်မောသားတွေကိုတတ်ခဲ့တာပါဆိုပြီးထွက်ဆိုခဲ့တာပါ။မကြခင်မှာပဲရဲတွေကအာတိုင်ရဲ့အိမ်ကိုရောက်လာပြီးအာတိုင်ရဲ့အိတ်ထဲမှာမစ်ကိုဝတ်ထည့်ထားတဲ့အစိတ်ကိုရှာတွေ့သွားတယ်။ဒီတက်တွေရှိမှအာတိုင်ဟာစင်ကြေပေးလို့မရတော့ဘူး။သူအကွက်စင်ခံလိုက်ရပြီဆိုတာသိပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အခင်းဖြစ်နေရမှာပဲပြစ်တက်ခံလိုက်ရတယ်။အာတိုင်မသိခဲ့တာကမစ်ကိုမှာတခြားသောအမှတ်သားတစ်ခုရှိနေသေးတာပါ။အဲ့ဒါကတော့သူဟာစိတ်ဝေဒနာရှင်တူဖြစ်နေတာပါပဲ။တကယ်တော့သူ့ကလေးကမွေးကလေးကတိတ်ဆုံးသွားခဲ့တာဖြစ်ပြီးငယ်ဘဝကမကောင်းတဲ့ကြုံတွေ့မှုတွေကြောင့်စိတ်ဝေဒနာခံစားနေရတာပါ။စိတ်ဝေဒနာခံစားနေရတဲ့မစ်ကိုဟာသူတစ်ပါးရဲ့ကလေးကိုခိုးယူပြီးသူ့ယောက်ျားကိုလိုက်ရှာနေတာဖြစ်ပါတယ်။တပ်တီအလုံးကအာတိုင်ကိုညွန်ပြနေတာကြောင့်ရဲတွေကမစ်ကိုပဲယုံကြည်သွားကြတယ်။မစ်ကိုကလေးရဲ့အဖေကဘာတူလဲဆိုတာတော့သူကိုယ်တိုင်တော့အမှန်တရားကိုမသိပါဘူး